ninja tu jang tua melone ko saja ko sahara era u caca nalong tu betul mak biar medina u seja nama do menu pagi do media bedan beda do kom ye bo kho dwa la lama leso de kwin chu bi ana bo kwa ta u beda pe yin akong ya de no pe yin akong ya de era le mat tha mat mi de ma no aku pe lai de ho ya de twa phu de တော်ဖူးတယ်ဆရာတော်ဥပုပ်ငါ့ဆရာတော်ဥပုပ်ဖူးခွင့်ပေးခဏရတယ်တော်ဖူးတယ်အမလက်စွပ်တခွင့်ရလိုက်တာ哦အဲ့ဒါဆရာတော်ဥပုပ်စီရောက်တော့ဆရာတော်ဘုရားတဲ့ဗာကြီးတော်မင်းတရားတပည့်တော်ကိုသေတံပေးတယ်ဘုရားတဲ့တပည့်တော်မသေးခင်လေးမှာဆရာတော်တရားနာခြင်းလို့တရားချင်းမြင်ပါဗျာဘယ်တော့မှတရားမဟောတဲ့ကိုတော့လာခေါ်ခိုင်းတာအဲ့ဒီခွန်းတော့ဆရာတော်ဥပုပ်ခေါ်လိုက်တယ်မိနုသူ့ကြွေးရှိရင်ဆက်ရမယ်တခွန်းနဲ့ဘယ်သူမှအပြစ်မတင်ဘူးနော်မင်းတို့သူ့ကြွေးရှိရင်ဆိုင်ရနှစ်မျက်လုံးနှလုံးကြည့်တတ်တဲ့ပုဂ္ဂိုလ်တွေလောကရှုထောင့်ဓမ္မရှုထောင့်နှစ်ခုလုံးကြည့်တတ်တဲ့ပုဂ္ဂိုလ်ကဘယ်သူမှပြစ်မတင်တော့ဒီပရိသတ်တာဆရာတော်ဥပုပ်ဆိုဘယ်လိုတုံ့ပြန်မင်းတို့လိုတုံ့ပြန်မလားမင်းတို့သူ့ကြွေးရှိရင်ဆိုင်ရမယ်လို့တုံ့ပြန်မလားဟဲနင်ဘယ်လိုဖြစ်တာလဲဘာကြောင့်မတရားရက်ဆက်လိုက်တာကိုမိပြအဲ့လိုလောရတာဘယ်လိုညာလို့အဲ့မှာပေါက်ပါဇက်ကပေါက်တော့မှာဟိုအပြစ်တင်ဒီပြစ်တင်လို့တော့မှာဟိုကတရားသိနေတော့ဘယ်သူမှပြစ်မတင်တော့ဘူးလေမင်းတို့သူ့ကြွေးရှိရင်ဆိုင်ရမယ်အဲ့အမှန်နဲ့နော်တလုံးနဲ့တော်တော်ထိရောက်တယ်နတ်မတော်မဲတို့ပြန်လျှောက်သွားတာတပည့်တော့သေပြောပြီးဖျားတဲ့ဒီတလုံးနဲ့ရှစ်ခိုးပြီးတော့သူ့ကိုတတ်တာအောက်မှာမိဖို့ပြီးဖို့ပေါ်မှာတန်ပြားရဲနေအောင်လုပ်ထားပြီးအဲ့ပေါ်မှာတင်တတ်တာအဲ့ဒါကိုတည်တည်ငြိမ်ငြိမ်နဲ့လှမ်းတက်သွားပြီးတော့အသေးခံလိုက်တယ်အဲ့တရားတလုံးအကျွေးရှိရင်ဘာလုပ်လဲစရတယ်အဲ့တဘောပဲတခါအဲ့ဒီတရားသဘောကိုနားလည်လိုက်ဘယ်သူမှပြစ်မတင်တော့ဘူးလို့ပြောတာအခုဆရာတော်ဥပုပ်လည်းအဲ့လိုပဲပြောတာဒီလိုပဲဘုန်းကြီးတို့တရားဓမ္မတွေလည်းဟိုလျှောက်တာအပြစ်ကျင်နေဆို YGW မိဘမဲ့ကြောင်းသားသွားကြည့်ပါလားတော်ကြမောက်ရက်ကလေးတယောက်တော်ကြပက်လက်ကလေးတယောက်တော်ကြတစောင်းလေးတယောက်ကိုလာပြစ်ထားတာဒီဘုန်းကြီးတွေကမွေးမှန်းသိတော့အဲ့ဘုန်းကြီးကြောင်းသားပဲလာပြစ်ချတာဘုန်းကြီးတွေလည်းလက်ညှိုးကနိုးထွက်မှာပဲရတော့မယ်နှမို့ရင်ဘာဖြစ်လို့လဲဆိုတော်ကြတယောက်နဲ့အဲ့ဒီလိုဆောင်းနှင်းမြတ်တုံးလုံးပက်လက်လေးတွေစောင်းတာပဲနို့ဘူးဆိုတဲ့အကောင်ကဆိုအဲ့ဒါမျိုးတွေကြည့်ပြီးတော့ဘယ်မိမအလဲမွေးပြီးပါညာသွားပြောကိုပဲယူမှလေပြောကြဟိုမှာတယောက်လာပြန်ပြီးအဲ့မိမထိုင်ပြောနောက်တယောက်လာပြန်အဲ့မိမထိုင်ပြောလို့မဆုံးတော့အမှန်တကယ်မိခင်လည်းသူ့ကန်နဲ့သူပဲသားသမီးကလည်းသူ့ကန်နဲ့သူပဲခလေးတွေမှာအဲ့လိုစွန့်ပစ်လောက်တဲ့ကံပါလာလို့ဘာလို့တာစွန့်ပစ်တာဘယ်မိဘမှာသားသမီးကိုမချစ်တာမရှိဘူးချစ်တတ်တဲ့မိဘကိုယ်တိုင်ကမချစ်တော့ဘူးမလို့ကျင်တော့လွတ်ပြစ်တယ်ဆိုမှတော့ဒီကလေးကံလည်းတစ်ခုချွတ်ယွင်းခဲ့လို့အဲ့ဒါကိုကြည့်ရမှာနော်အဲ့ဒါကိုဓမ္မမျက်လုံးလို့ခေါ်တယ်ဓမ္မမျက်လုံးနဲ့အဲ့လိုကြည့်လိုက်ရင်ဘယ်သူမှပြစ်မတင်တော့ဘူးလောကမျက်လုံးနဲ့ဆိုရင်တစ်ဖက်ဆောင်းနဲ့ပြောမှာပဲအဲ့တော့သမီးလို့အဲ့ဒီဇာကြောင်းကိုကြည့်သမီးမိဘသမီးကိုမချစ်လို့သူများပေးလိုက်တယ်ဆိုရင်တော့မိဘအပြစ်မဟုတ်သေးဘူးအဲ့ဒါသမီးရဲ့ကံပဲလို့ဘယ်တော့မှပြစ်မတင်နဲ့လို့တင်ပါဗျာသမီးနားလဲပါပြီတဲ့အဲ့တော့တာသမီးနဲ့မိဘကြမှာအဲ့ဒီနားလဲမှုနော်မလို့လားလို့လားလို့တယ်နောက်တစ်ခုနားလဲမှုပြောဦးမယ်မိဘတာသမီးချစ်တာအကြီးရဲ့အလိုက်ရဲ့အငယ်တူလားမတူလားဒီမှာဘုန်းကြီးဘယ်သူမှမမွေးဘူးအမွေးဘူးတဲ့လူတွေမေးနေတာမတူလားတူလားနော်မတူတာကကရုဏာမေတ္တာကတော့ကိုယ်သားသမီးကိုချစ်တာပဲကရုဏာမတူအကြီးစီဝါရေးပြည့်လေအလတ်စီဝါရေးပြည့်လေအငယ်လေးကလူကလည်းနည်းနည်းဆိုးခြင်းတယ်အလုပ်လက်ကြော့တင်အောင်မလုပ်ချင်ဒါပေမဲ့သားသမီးဆိုတော့သူချစ်တာပဲအဲ့ဒီမှာစိတ်ပူတာကသူ့ကိုပူသွားပြီအကြီးလက်အကြီးစရာမလိုသူကနဲ့သူရက်တည်နိုင်တဲ့သူခြေထောက်ပေါ်သူရက်နိုင်အလတ်လည်းဒီတိုင်းပဲမိဘတော်ပြန်ကြွေးနေသေးတယ်ဟိုတရားဟုတ်ကြတော့ဘာဖြစ်ဘယ်မှလည်းအဆင်မပြေအဲ့ဒါလေးကိုကရုဏာပို့ပြီးတော့အဲ့ဒါမုံလေးရလဲသူ့ပဲကြွေးအမွေပေးရင်တော့မှသူ့အနေနဲ့ပို့ပေးတယ်ဘာဖြစ်ဟိုဘက်ကစိတ်မပူအောင်ဒီဘက်ကစိတ်ပူအောင်လို့ပို့ပေးတာအဲ့ဒါသားသမီးချင်းသားသမီးတဲ့နားမလဲတော့ဘယ်လိုဖြစ်အမေတို့ကသူ့သားပို့ချစ်တာသူ့သမီးပို့ချစ်တာတွေ့လိုက်အမွေပေးတော့နင့်ပို့ပေးတာအမေသေးနင့်အမျှဝေးဟောလောက်ကောင်နော်ဒီဘက်ကအဲ့ဒါအမျှရဖို့မစင်စားနဲ့
အမှန်တကယ်တော့မေတ္တာကတော့ချစ်တာချင်းတူပါတယ်ဘာကွာတာကရုဏာဟိုကအခြေမလှလို့တနာပူတာမယုံရင်တာသမီထဲမှာလေတချို့ဒီပိုလီယိုဆန်ညံရင်မမီတဲ့ကလေးရှိတဲ့မိပါတယ်ဘဲသွားအဲ့ကလေးအမြတ်ပါအတနာပူတာကိုပြောတာနော်ဒီကလေးကသူရှိမှဖြစ်မှာဆိုတော့လေသွားလျာလူကြားထဲမှာကလို့ဘာဖြစ်ဖြစ်ခေါ်သွားတယ်အဲ့ဒါကြည့်လိုက်တော့အပြင်မေတ္တာကတူတော်လဲကရုဏာကကွာတယ်ဟိုဘက်နှစ်ယောက်ကပူစရာမလိုလို့မပူတာအဲ့တခုရှိတယ်နော်အဲ့ဒါမျိုးတာသမီးကမိဘကျွေးရင်လည်းနားလဲဖို့လိုတယ်ဘုန်းကြီးကငယ်ငယ်ကမှားဘူးလို့တခါကြီးနဲ့တက္ကမကြီးကိုကဲငါကျွေးဘူးတဲ့ရှေ့အောင်ကျွေးဦးမယ်တခါကြီးနဲ့တက္ကမကြီးလည်းသူ့ရက်တည်တယ်လေရက်တည်နိုင်တယ်ဒါပေမဲ့ကိုလည်းသားသမီးဆိုတော့ကျွေးဘူးတဲ့ရှေ့အောင်ကျွေးဦးမယ်ဆိုအမေမုတ်ဖုံးတွေပါလေယူချသွားတာဟိုရတက္ကကြီးစားဖို့နော်တခါကြီးနဲ့တက္ကမကြီးစားဖို့နော်ဟိုလူပဲဒီလူပဲပေးဖို့မဟုတ်ဘူးအမေကိုဆရာကြီးလုပ်ပြီးသွားပြောနော်ဒါပေမဲ့မိဘသဘာဝကြည့်तू ကစားပြီးဟိုမြီးတွေကမျောနေတာဘယ်မိဘမှမခံနိုင်ဘူးဟုတ်တယ်နော်အဲ့တော့သူတခုစားရောအင်းပေးမှာအဲ့ဒါစားရတာတဲ့ပိုစိတ်ချမ်းသာတယ်ဒါကိုဘုံကြီးကနားမလဲဘူးနားမလဲတော့ကိုယ့်ကိုစားဖို့ပေးတာနော်မြီးတွေပေးဖို့မဟုတ်ဘူးနော်အောင်မသွားလုံးတာအဲ့ဒါမိဘကိုစိတ်ဆင်းအောင်လုပ်တယ်ပဲအမှန်တကယ်ကဲတခါကြီးတို့လည်းစားကိုမြီးတွေကိုကျွေးခြင်းလဲကျွေး तू ကျွေးလိုက်လို့ဟိုကလေးစားနေတာကိုကြည့်လိုက်တာ तू စားတာတဲ့ကိုပိုကျင်တတ်တယ်ဒါကိုလည်းနားလဲဖို့လိုသေးတယ်နော်အဲ့ဒါနားမလဲတော့ကိုယ်ဆရာကြီးလုပ်ပြီးသွားပြောနေတာနောက်မှစဉ်းစားကြည့်တော့အော်လို့ငါလည်းတော်တော်မသိတတ်တာပဲလို့နော်ဘုန်းကြီးကိုဘယ်လိုလုပ်သိမှာကထားပါတော့